ကြိုတင်ခံမှန်းနိုင်ခြင်းမရှိဘဲဒီကိုက်ပျက်စီးဆုံးရှုံးမှုကြီးမားတဲ့ဘေးအန္တရာယ်ဖြစ်သောငလျင်ဘေးအန္တရာယ်နဲ့ပတ်သက်ပြီးအတိပေးနှိုးဆော်ချက်တွေကိုတင်ပြပေးမှာဖြစ်ပါတယ်။မြန်မာနိုင်ငံဟာမီးဘေးရေဘေးလေဘေးငလျင်ဘေးဆူနာမီဘေးမြေပြိုဘေးစတဲ့သဘာဝဘေးမျိုးစုံဖြစ်ပွားနိုင်တဲ့နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။တို့ဘေးအန္တရာယ်များအနက်မှာငလျင်ဘေးအန္တရာယ်ဟာကြိုတင်ခံမှန်း၍မရဘဲကြိုတင်သိရှိရခြင်းလည်းမရှိတာကြောင့်အလွန်အန္တရာယ်ကြီးမားတဲ့ဘေးအန္တရာယ်တစ်မျိုးပဲဖြစ်ပါတယ်။အင်အားပြင်းငလျင်များဖြစ်ပေါ်လာပါကလည်းပျက်စီးဆုံးရှုံးမှုကြီးမားတတ်ပြီးနောက်ဆက်တွဲငလျင်ငယ်များလှုပ်ခြင်းရေကာတာကြီးများကျိုးပြက်၍ရေလွှမ်းခြင်းတောင်ပြိုခြင်းမြေပြိုခြင်းဆူနာမီရေလှိုင်းများဖြစ်ပေါ်နိုင်ခြင်းရုတ်တရက်လျှက်စစ်ကျိုးများပိုးသွားခြင်းကြောင့်လျှက်စစ်မီးပွားများမှတက်ဆင့်မီးလောင်ခြင်းလောင်စာစဉ်ဓာတ်ငွေပိုက်များပျက်စီးရာမှတက်ဆင့်မီးလောင်ကျွမ်းခြင်းစတဲ့နောက်ဆက်တွဲဆိုးကျိုးများကိုဖြစ်ပေါ်စေနိုင်ပါတယ်ငလျင်ကြီးလှုပ်ပြီးနောက်ငလျင်လက်နဲ့ငလျင်ငယ်များဟာနာရီပိုင်းရက်ပိုင်းသတင်းပတ်ပိုင်းမှသည်လပိုင်းအထိဆက်လက်ဖြစ်ပွားနိုင်ပြီးကွဲအပ်ကြီးနေသွားသောတိုက်တာအဆောက်အုံများလန်တရာများဟာနောက်ဆက်တွဲမြင်းငလျင်များကြောင့်ထပ်မံပျက်စီးပြိုကျတတ်ပါသည်အဆောက်အုံများမှာအုပ်ကျိုးအုပ်ပဲ့များပြိုကျမှုလျှက်စစ်တပ်ကျိုးများပြိုကျမှုနဲ့အခြားသောဘေးအန္တရာယ်များရှိနိုင်ကြောင်းလည်းသတိရှိရမှာဖြစ်ပါတယ်2018ခုနှစ်ဇန်နဝါရီလမှဒီဇင်ဘာလအတွင်းအင်အားအနည်းငယ်နဲ့အသင့်အတင့်ရှိမြင်းငလျင်များအကြိမ်80ခန့်လှုပ်ခတ်ခဲ့ပြီးနိုဝင်ဘာလဒီဇင်ဘာလနဲ့အခုဇန်နဝါရီလတို့မှာမကြာခဏလှုပ်ခတ်လျက်ရှိတာကြောင့်ငလျင်ဘေးအန္တရာယ်နဲ့ပတ်သက်ပြီးသတိပြုနေထိုင်ရန်လိုအပ်ပါတယ်။တို့ဖြစ်ပါ၍ပြည်သူလူထုအနေနဲ့အောက်ပါအချက်များကိုလိုက်နာဆောင်ရွက်နိုင်မှရန်အသိပေးနှိုးဆော်ထားပါတယ်။မိမိအိမ်မှာပြိုကျကွဲရှနိုင်သောပစ္စည်းများတွဲလောင်းကျနေသောအရာများကိုအန္တရာယ်မဖြစ်စေရန်မြဲမြံအောင်ပြုလုပ်ထားပါ။မိသားစုသုံးအရေးပေါ်ပစ္စည်းများအရေးကြီးစာရွက်စာတမ်းများကိုကြိုတင်ပြင်ဆင်ထားပါ။မိမိအိမ်ရဲ့ခိုင်ခန့်မှုကိုပုံမှန်စစ်ဆေးပြီးတောင်တင်းခိုင်မာအောင်ပြုလုပ်ထားပါငလျင်လှုပ်ပါက9စက္ကန့်အတွင်းအဆောက်အုံအပြင်သို့ရောက်ရှိနိုင်မှာကပြေးထွက်ပါမပြေးထွက်နိုင်မှာကခိုင်ခန့်တဲ့ဇပွဲကရင်အောက်မှာ၎င်းအခန်းရဲ့ထောင်းနေရာများမှာ၎င်းအကာအကွယ်ယူ၍နေပါမြမသောအဆောက်အုံလျှက်စစ်မီးကြိုဓာတ်တိုင်များတစ်ပင်များပြိုကျနိုင်သောအရာများနှင့်ဝေးရသို့ပြေးပါကွင်းပြင်များမှာခိတခိုလုံပါမိအုံပြုနေစဉ်ငလျင်လှုပ်ပါကမိတောင်ငိမ့်ပါမိခလုတ်များပိတ်ပါဆိုင်ကဲကာစသည်တို့ကိုမောင်းနှင်နေခြင်းဖြစ်ပါကအရှိန်လျှော့ပြီးဘေးကင်းရာနေရာမှာရပ်ထားပါငလျင်လှုပ်နေချိန်မှာအဆောင်အုံထဲသို့ပြေးမဝင်ပါနဲ့ဓာတ်လီကားများအသုံးမပြုပါနဲ့အထက်မြင့်တိုက်များမှခုန်ချခြင်းမပြုပါနဲ့ငလျင်လှုပ်ပြီးနောက်အဆောင်အုံရဲ့ခိုင်ခန့်မှုစစ်ဆေးခြင်းမပြုဘဲမဝင်ပါနဲ့မြေကမ်းမှာတောင်ဆောင်များသို့မသွားရန်မြေပြိုနိုင်ပါတယ်ဆဲရေလောင်ကမ်းများအနီးမှာမနေပါနဲ့ဆဲကျိုးပေါက်ပြီးရေကြီးနိုင်ပါတယ်တာဝါတိုင်းများမျှော်စင်များအထက်မြင့်အဆောင်အုံများပြိုကျနိုင်တာကြောင့်အနီးသို့မသွားပါနဲ့အသိပညာပေးဆွေးနွေးပွဲဟောပြောပွဲများသို့တက်ရောက်ပါသတင်းထုတ်ပြန်ချက်များပညာပေးအစီအစဉ်များကိုစဉ်ဆက်မပြတ်နားထောင်ပါကြည့်ရှုပါမျှဝေပါပြည်သူလူထုအနေနဲ့ငလျင်ဘေးအန္တရာယ်နဲ့ပတ်သက်ပြီးသတိပြုနေထိုင်ရန်နဲ့တာဝန်ရှိအဖွဲ့အစည်းများပညာရှင်များရဲ့အသိပညာပေးဆောင်ရွက်မှုများအပေါ်လေ့လာမှတ်သားပြီးအကြံပြုချက်များကိုလည်းလိုက်နာခြင်းဖြင့်ပူးပေါင်းဆောင်ရွက်နိုင်ပါရန်အသိပေးနှိုးဆော်ထားပါတယ်ရှင်။